အားလုံးပဲမင်္ဂလာပါနော်ဒီနေ့ကတော့တရားကဖော်ပြစစ်တဲ့အတွက်ဓမ္မဒီမှာမဆလာလေးဖြောနေရနော်မဆလာလေးဖြောနေတဲ့အတွက်ကြောင့်ဒီမှာနော်ဖော်ပြစစ်ဒီဖော်ပြစစ်တက်ပြီးဆိုလို့စီဘုရားကောက်တဲ့ပုံပြီးဘုရားလုံးတဲ့ပုံပြီးလေနော်အဲ့ဒါပြီးလို့ဒီမှာအဲ့ဒါပြောဒီမှာလူတန်းတဲ့ပုဂ္ဂိုလ်တွေများတဲ့ပုဂ္ဂိုလ်တွေများတော့တွေ့ရအောင်လို့ဒီရောက်ဦးစီးတော်လပါဖို့တဲ့အခြေအနေမှာဦးစီးတည်မိတဲ့နော်အဲ့ဒါဆိုနော်အဲ့ဒါပြီးတော့နော်ဒီမှာဒါကသာနာပြုတ်တယ်ဆိုတာကဟိုမြတ်ပြောတာတချို့လူကပြောတဲ့ပြည်လူစီဖုန်ကြီးကိုတဲ့လာစမ်းပါဒီမှာဖုန်ကြီးလာပို့ကြတယ်လားလူတွေကပြောကြတယ်ဖုန်ကြီးလာပို့လားပြည်လူစီမှာအလို့တပုံယူရဲဘာလဲဘုန်းကြီးတို့မိဒီမှာတချို့တွေကပေါက်ကြရလူတွေကပေါက်ပါခြင်းစကားပြောကြတယ်ဘုရားသာသနာမှာနေတဲ့အချိန်မှာလေတောက်လေးတောက်မှာတတောက်ဘောနော်အလောလောကတတောက်တနေအမှန်ယူရတယ်အဲ့ဒါတို့ဦးဇင်းတို့ကရတာမဲ့သာသနာတော်ပြုတဲ့အချိန်လေးမှာဒုလဘဘူးတဲ့အချိန်လေးမှာလေဒီမှာအခုဘုရားတဲ့အချိန်မှာကြောင်းဆောက်တဲ့အချိန်မှာစုံလို့ဦးဇင်းတို့ရဒီမှာလောက်တာနော်ဘုန်းကြီးဘွားနဲ့နေတယ်ဆိုတော့တွေ့တာမဟုတ်ဘူးနော်အဲ့ဒါပြောတော့မိတို့တိအောင်ပြောပြတာနော်တချို့တွေကပြင်းလို့ဒီဖုန်ကြီးဘူးတဲ့ဒီလိုအဆောက်အဦနဲ့ဒီကြုံနေတဲ့အချိန်မှာဆိုလို့ရှိရင်နားရမယ်လို့မထင်နဲ့တော့အဲ့ဒါပြီးတော့နော်အဲ့ဒါပြီးတော့နော်ဒါအခုကဖျားတဲ့ကြောင်းဆောင်းနေတဲ့အချိန်မှာဒါကဒီတာနာပြုတ်တဲ့အချိန်မှာတွေ့တာမဟုတ်ဘူးနော်အဲ့ဒါပြီးတော့နော်အဲ့ဒါပြီးတော့မီလို့သိအောင်ပြောပြတာနော်နောက်လူတွေပေါက်ပန်းကြီးပေါက်ခဲ့ရ40လေးလိုက်တော့မပြောကြဘူးအခုတာနာပြုတ်တဲ့အချိန်မှာဆိုဒါရဟန်းနေလူတွေတော့မှတစ်ဖက်တည်းဝိုင်းကူရမယ်ထိုးစက်စီးတယ်ဟောနော်အဲ့ဒါပြီးတော့နော်ဒီမှာရှင်းတော့ဒါဦးစီးလို့ဆိုဦးစီးဒီမှာသာနာပြုတ်တဲ့အချိန်မှာမနာရဘူးဒါပြီးလုံနေတယ်ဒီတကလုံနေတယ်အဲ့ဒါပြီးတော့နော်ဟိုမှာဆိုတကလို့ဆိုစီဘလောက်ပြီဘာလဲမောတယ်သူကြည့်ဥပဒေရုပ်တွေကြည့်တကက်ဟိုမိသားဖူးစော်နဲ့မတူဘူးလားအဲ့ဒါသူတို့ကကြောက်လောင်းနေဒါပြန်ဆရာပြကြောက်လောင်းနေနော်အဲ့ဒါပြီးတော့လွယ်တာနာပြုတ်တဲ့ဆိုလွယ်လေးအဲ့မထီလိုက်နဲ့နော်အဲ့ဒါပြီးတော့နော်အဲ့ဒါမကူဆိုလုံးနေမှာတခါရောနော်အဲ့ဒါပြီးတော့သာနာဆိုတာကပိတာဒါကုသိုလ်ရတယ်ဦးစီးလို့ဆိုကြည့်တာအချောင်းနဲ့အချောင်းစားလို့မရဘူးတာနာပြုတဲ့အချိန်မှာတစ်ခါတလန်လုံးနေရတာကြီးနော်အဲ့ဒါပြီးတော့မိမိတို့သိအောင်ပြောပြတာနော်အဲ့ဒါပြီးတော့နော်တစ်ခါတလန်မှာဝိုင်းကူဝိုင်းလို့ရတယ်အဲ့ဒါပြီးတော့ဒါဒီစီတော့ကိုပုံစံတူစီတော့လုံးတော့ကိုဝါပြီးဆိုတာကြည့်လို့ကောင်းပါဒါတရားကိုကြွကြပါတရားကိုကြွကြပါလို့ကိုမင်းဆိုလို့တော့ကိုဝါတာကြီးညူစားပဲတက်ကောအားပဲဟိုအဲ့ဒါကြည့်လို့နော်သာသနာဆိုတာကသာနာပြုတဲ့အချိန်မှာဒါကဦးဇင်းတို့ဆိုတာဒါမိနစ်တနည်းမှလုံလောက်မိနစ်တနည်းမှရဟန်းပြရတယ်ရဟန်းပြတဲ့ပုံကမှသာနာတော့လုံးနေတော့တချို့လူတွေကအမြင်ကိုမေးကြတယ်သာသနာအတွက်မှာတဲ့ဘာတွေလုံးလဲတကယ်လို့တရားတဲ့ကြောင်းဆောင်နေနေမှာဒါကသာနာပြုတာပြောတော့ဒါကတော့ပฏิယပฏิပါနဲ့တော့ဒီဘူးစလို့ဆိုတာတော်တော်တွေဆိုလို့ရှိတာကပฏิယပฏิပါဦးနိုင်တော့ဘူးအဲ့ဒါဒီသာနာပြုဖရားတဲ့ကြောင်းဆောင်နေမှာဦးစလို့အလုပ်ရတော့မှာဟုတ်လားအဲ့ဒါဒီမှာဆိုရင်ညာဘက်တို့ကြားကြည့်ဖရားဝုပြုတဲ့အချိန်မှာတရားအားထုတ်တာပဲရှိတယ်အဲ့ဒါနော်ဒါပဲဒီနှစ်ခုပဲရှိတယ်ကျန်တာကဦးစီးလို့တိတ်တော့မလုံနိုင်တဲ့စားပြီးတဲ့ဆိုတော့ဦးစီးလို့တိတ်တော့မလိုက်နိုင်တော့ဘူးလေနော်အဲ့ဒါဖြစ်လို့နော်အဲ့ဒါဖော်ပြစစ်တက်ပြီးတော့ဒါရေလို့ဒါဖော်ပြစစ်တာဝိဘက်နဲ့ဒါရေတော့ဟိုဘက်တာဟိုအုတ်ထီတာအဲ့ဒီနေရာကဒါရေမြုပ်တယ်အခုကဒါတော့ရေလို့ဒီဖျားလုံးတော်ကဒါရေလို့ဟိုမှာလည်းအရန်စီဒီဇူစီချစ်ခွေပါတယ်နော်အဲ့ဒါဖြစ်လို့နော်ချိုးလီကပြောကြမယ်ဖုန်းကြီးတွေကတဲ့အဆောက်အဦဆောက်တယ်ဆိုတော့မပြောနဲ့တော်ချေကြလူတွေခက်ခဲဖြစ်လာလို့စီလေဒီမှာလာတဲလာခိုလို့ရတယ်နော်အဲ့ဒါဖြစ်လို့နော်အဲ့ဒါလေးမှမီးတို့တိပိနိုးဆိုတိုက်တူအားပါတယ်သူတော်ကောပါတို့နော်
အားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းပြည့်စုံနိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်နော်